ကားတွေအများကြီးပြောပြီးတော့ရှင်းပြဖို့မတန်တဲ့အခြေအနေတွေရှိတယ်။အဲ့ဒါကကိုယ့်ကိုမလေးစားတဲ့သူတွေနဲ့ပတ်သက်ရတဲ့အချိန်ဒီလိုပြောလိုက်လို့ main character syndrome ဝင်သွားပြီးတော့ကိုရိုင်းကဘာကောင်မိုက်မှဟုတ်နေပဲနဲ့လူတိုင်းကလေးစားရမယ်လို့မဆိုလို့လူတွေစီကလေးစားတာခံချင်ရင်ကိုအရင်လေးစားရမယ်လို့ရချဘူးတယ်ဒါပေမဲ့အဲ့ဒါဘလို့လဲအရင်မပါတာတွေနဲ့အချိန်ကုန်နေတဲ့ social media ပေါ်မှာသူများတွေကို live လိမ့်နေတဲ့ကိုအတွက်အရေးကြီးတာတွေကိုမလုပ်ဘဲနဲ့အပြင်းကြီးပြီးတော့ဘာမှရေးရမလုပ်တဲ့ကိုကအရင်လေးစားပါတယ်ဆိုပြီးလုပ်နေမှာလားကျွန်တော်တို့လူတယောက်ကိုလေးစားတယ်ဆိုတဲ့နေရာမှာအသက်ကြီးတိုင်းလည်းမလေးစားသလိုရှားတို့ကြီးတိုင်းလည်းမလေးစားဘူးတကယ်လေးစားထိုက်တဲ့သူကိုမှလေးစားမှာအဲ့တော့ကျွန်တော်တို့ကလေကိုအရင်လေးစားချင်တယ်ဆိုရင်ကိုရိုင်းကလေးစားဖို့ထိုက်ရလားဆိုတာကိုအရင်ပြန်ကြည့်ရတယ်ကိုရိုင်းကမဟုတ်တာတွေလုပ်နေပြီးတော့ကိုလေးစားပါတယ်လုပ်နေရင်အဲ့ဒါက main character syndrome ဝင်သွားတယ်လို့ခေါ်တယ်အဲ့လို main character syndrome ဝင်သွားတဲ့သူတွေကသူများတွေကိုလေးစားဖို့လည်းသူတို့မတင်ဘူးသူများတွေစီက attention လိုချင်တယ်သူများတွေစီကလေးစားတာပဲသူတို့ကခံချင်တာဒါကြောင့်ကိုက self respect ရှိတာလား main character syndrome ဝင်နေတာလားဆိုတာကိုကိုပြသိဖို့လိုတယ်ဒီနေ့ဗီဒီယိုလေးမှာတော့ပင်နာက self respect နဲ့ပတ်သက်ပြီးတော့ highlight လုပ်ပြီးပြောပြပေးသွားမယ် self respect ဆိုတာကကိုမလေးစားတဲ့ပတ်ဝန်းကျင်ကနေပြီးတော့ထွက်ခွာသွားတာပဲကိုတော့မလေးစားတဲ့သူတွေစီကနေပြီးတော့ပင်နာတို့ဘာ attention မှမလိုချင်ဘူးဘာ respect မှမလိုချင်ဘူးကို respect ရှိတဲ့သူတွေကတည်တယ်ဒီလိုလူမျိုးတွေနဲ့ဆက်ပြီးတော့ရန်ဖြစ်နေမယ်ဆက်ပြီးတော့အငြင်းပွားနေမယ်ဆိုရင်ကောင်းတာဘာမှမဖြစ်လာဘူးပူလောင်လာမယ်ဒေါသတွေပို့ပြီးတော့ထွက်လာမယ်အဲ့တော့ဒီရောက်ဝင်တစ်ခုကနေပြီးတော့သူတို့ respect ရှိနဲ့ထွက်ခွာသွားတဲ့လူမျိုးတွေဒါကို self respect လို့ခေါ်တယ် Hello Talk မှာပြန်လာ English လို့ practice လုပ်နေတော့ voice room နဲ့ကိုလူတယောက်ဝင်လာတယ် I think he's drunk at that time အဲ့ဒီချိန်မှာသူမူးနေတာချင်းတယ်အဲ့တော့မူးနေတော့သူရဲ့ brain function ကောင်းအလုပ်မလုပ်ဘူးပြန်တော့ဘာတွေဘယ်လိုပြောသလဲဆိုတော့ကျွန်တော်စကားပြောတာမကြိုက်ဘူးပြီးတော့ကျွန်တော်ရဲ့ British accent ကြီးက weird ဖြစ်တယ် bizarre ဖြစ်တယ်အဲ့ဒီလိုမျိုး blind လာပြောတော့ကွာ I feel offended by that ဒါပေမဲ့ဖနာကသူ့ကိုအဖက်လုပ်ပြီးတော့ရန်ဖြစ်တာမျိုးလည်းမလုပ်ပဲနဲ့အဲ့ဒီ conversation တွေကနေပြီးတော့ Fina respectfully ထွက်သွားလိုက်တယ်။ဘာမှဆက်ပြီးတော့မပြောနေတော့ဘူး။ဒေါသတွေထွက်ပြီးတော့သူနဲ့အခြေအချင်းစကားများလိုက်လို့ရတယ်။ But it's gonna waste my energy and my time. So I won't do that. I just simply walk away. ပြီးတော့ Fina က content creator တယောက်ဖြစ်တဲ့အတွက် comment မှာတစ်ခါတလေ hate comments တွေ line လာတတ်တယ်ကွာ။အဲ့ဒီချိန်ကျရင်စစမြင်စင်တော့ဟာဘာလားဟာပေါ့နော်။အဲ့တော့ကိုကလည်းအနာရကျင်စုံနဲ့အဲ့ဒီ comment ကို reply လုပ်မဲ့အဲ့တော့ comment မဲ့တဲ့သူကလည်းသူ့ရဲ့ဒေါသကိုစွာသူဖြစ်သွားပြီးတော့နှစ်ယောက်သားအခြေအချင်းစကားများနေနဲ့ဘာမှကောင်းတာဖြစ်လာမှာမဟုတ်ကွာဒေါသရင်နဲ့ပူလောင်လာရတာပဲအဖက်ကျင်မယ်အဲ့တော့ဖနာက comment ကိုဒီတိုင်းထိုင်ချလိုက်မယ်ဖြတ်တင်ဖြတ်လိုက်မယ်အဲ့ဒီလူကိုဘန်တင်ဘန်လိုက်မယ်ဒါကကိုဒီ respect ရှိနဲ့ဒီလိုမျိုး condition တခုကနေပြီးတော့တိတ်တဆိတ်ထွက်ခွာသွားတာပဲဖနာတို့ကို respect ထားတဲ့နေရာမှာ mindset တခုရနဲ့သွားလို့မရဘူးကိုယ့်ရဲ့ခန္ဓာကိုယ်လေးစားဖို့လည်းလိုတယ်လူလေးစားမှလည်းခန္ဓာကိုယ်ကိုကျန်းမာအောင်ထားမယ် keep your body fit and healthy ဘယ်လိုနည်းနဲ့လဲလေ့ကျင့်ခန်းတွေပုံမှန်လုပ်မယ် healthy ဖြစ်တဲ့အစားအစာတွေစားမယ်ကိုယ့်ရဲ့ခန္ဓာကိုယ်စိုးကျိုးပေးမဲ့အရာတွေကိုမလုပ်မိစေနဲ့ဒီနေ့အဖြစ်လေကိုယ့်ရဲ့ခန္ဓာကိုယ်ကိုဒါ respect ချလိုက်တာခန္ဓာကိုယ်သာကျန်းမာနေမယ်ဆိုရင်ကိုယ့်ရဲ့အုံနောက်တွေးခေါ်ပုံတွေကလည်းဒါမှန်ကန်တဲ့ဘက်ကို shift ဖြစ်သွားမယ်ကွာ so ကိုလေးစားဖို့အတွက်ဆိုရင်ကိုယ့်ရဲ့ mindset ကလည်း strong ဖြစ်နေရမယ် positive ဖြစ်နေရမယ်ကိုယ့်ရဲ့ခန္ဓာကိုယ်ကလည်း fit and healthy ဖြစ်နေရမယ်Well guys, that is the end of today's video. So ဒီနေ့ဗီဒီယိုလေးကနေပြီးတော့တခုခုအတွေးပေါက်သွားမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်လည်းအားလုံးကျေးဇူးများတင်ပါတယ်။ Anyway, I hope you have a wonderful rest of your day and I'm going to see you in my next video. Bye.